အခြားအလှမယ်တွေထပ်တာလုံးပြီးမြတ်ရနာဆို Miss Universe မြန်မာဖြစ်တော့ခဲ့တဲ့အကြောင်းရင်းပြင်းဦးလက်အလှမယ်မြတ်ရနာဆိုက Miss Universe မြန်မာ2020မှာဝင်တာဖြစ်တော့ခဲ့ပါပြီညိုခိမ့်စိတ်အလှနဲ့ catwalk လဲကောင်းတယ်မြတ်ရနာဆိုကစိုးရမယ်လို့နာမည်ကြီးနေတဲ့အခြားအလှမယ်တွေကိုကြောတက်သွားခဲ့ပါတယ်ပသိမ်အလှမယ်မြကြီးနားအလှမယ်တို့လိုအင်္ဂလိပ်စကားပြောကောင်းတဲ့အလှမယ်တွေထပ်တာလုံးပြီးဆူရသွားခဲ့တာပါတကယ်တော့မြတ်ရနာဆိုကမြန်မာပြည်သားတဲ့အသားရည်နဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီးအယက်မောင်လဲမြင်မှာပါတယ်အင်္ဂလိပ်လိုမကျွမ်းကျင်တာကအချိန်ပေးပြီးတော့အလေးကျင့်လိုက်ရင်အချိန်ပြေတာကြောင့်ပြူးလွင်အလှမယ်ကိုပဲရွေးချယ်လိုက်ကြတာပါဒီနေ့မှာအလှမယ်ပြန်ပွဲကိုဝင်ကိုင်းဖို့တဲ့မြတ်ရနာဆိုကကိုပိုင်အရေးချင်းနဲ့ရသွားခဲ့ပါတယ်အစိုးရခင်ရနာဆိုကတော့ဝင်နာစုရဖို့အတိုင်းမျှော်မှန်းထားပေမဲ့လည်း top 10နဲ့ပဲကျင်းနဲ့လိုက်ရပါတယ်မြတ်ရနာဆိုကအခြားနေရာတွေမှာတော်နေပြီမဲ့လည်းအင်္ဂလိပ်စကားပြောကိုတော့အားမရကြပါဘူးစာချက်ဖြည့်ဆိုသလိုချစ်နေလို့နိုင်ငံသားမှာတော့ပြန်ရင်ခက်ခဲမှာကိုစိုးရိမ်နေကြပါတယ်မြတ်ရနာဆိုက Miss Universe မြန်မာစုကြီးနဲ့ထိုက်တန်ရဲ့လားဒီစုကဘယ်သူနဲ့ပို့ပြီးထိုက်တန်လဲဆိုတာကောင်းမှမှာပြောပြသေးပါအောင်နော်